的牡丹初夏，面对待你模样呢，表里呢攀山呢路的高也得，也来的我手里呢，一面的对面那里呢归，စကားပြောရင်သူ့ရဲ့အတန်းဝင်ရှုလွန်းလွန်းတခြားလုံးတော့အချုံပေးရတယ်။အိုးရိုးရတဲ့လေထုံးစားအရာရာအလုံးရင်ကြည်မှုနဲ့အစာပေတွေရဲ့ရှင်မျက်နှာစွာတူတန်ဖို့ထားတယ်။ဖြူစင်စိတ်ထားကျင်နာတရားနဲ့သူဖေးမကူစိတ်ထားမြင်မြတ်သူရွှေငွေပတ်သမျှထက်တန်ဖို့ကြည့်တဲ့လူတို့ဘဝအတွက်ကုံဆောင်သူလေးပြုံးပိုင်ရှင်လေးရဲ့ကြည်လုံးမဝတဲ့ယူချင်လို့နဲ့အိုးဆုံးလေးနဲ့ခွေကိုယူလို့ဆုံးမတော့ဘူးမလေးရဲ့的牡丹初夏，面对待你模样呢，表里呢攀山的路的高也得，也来的我手里呢，一面的对面那里呢归，စကားပြောရင်သူ့ရဲ့အတန်းဝင်ရှုလွန်းလွန်းတခြားလုံးတော့အချုံပေးရတယ်။အိုးရိုးရတဲ့လေထုံးစားအရာရာအလုံးရင်ကြည်မှုနဲ့အစာပေတွေရဲ့ရှင်မျက်နှာစွာတူတန်ဖို့ထားတယ်။ဖြူစင်စိတ်ထားကျင်နာတရားနဲ့သူဖေးမကူစိတ်ထားမြင်မြတ်သူရွှေငွေပတ်သမျှထက်တန်ဖို့ကြည့်တဲ့လူတို့ဘဝအတွက်ကုံဆောင်သူလေးအမြဲတမ်းဝတ်ပါအမြဲတမ်းလာတဲ့အိုးမလေးရဲ့ယူချင်လို့နဲ့ကြည်လို့မဝတဲ့အိုးဆုံးလေးနဲ့ခွေနတ်သမီးလေးတွေအထင်မှာရအောင်ခွေပြုံးပိုင်ရှင်လေး